talk show ကိုအဓိကဥဆောင်ပြီးတော့ပြောပြမယ်ပညာရှင်2ယောက်ရှိပါတယ်ဆိုတော့ပထမတစ်ယောက်ကတော့ဆရာမလီလီယန်ဖြစ်ပါတယ်ဆိုတော့ဒုတိယတစ်ယောက်ကတော့ဆရာတင်ကျော်ရေးဖြစ်ပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီနေ့ talk show ကိုသွားမဲ့ပုံစံကတော့ပထမပြောတဲ့သူကပေါ့နော်သူကနေပြီးတော့မှကျွန်တော်တို့15မိနစ်20ခန်းဒီအကြောင်းအရာတွေကိုရှင်းပြပြပြသွားမှာဖြစ်တယ်ဆိုတော့အောက်မှာရှိနေတဲ့ audience တွေကကျွန်တော်တို့မိခွန်းပေါ့နော်မိခွန်းမြင်မြန်ခွင့်ရမှာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီ present လုပ်ပြီးသွားတဲ့အချိန်မှာမိခွန်းမြင်မြန်ရမှာဖြစ်တယ်အဲ့လိုပဲနောက်ထပ်ဒုတိယ speaker ကလည်းတက်လာပြီးတော့မှကျွန်တော်တို့ဒီခေါင်းစဉ်နဲ့သက်ဆိုင်တဲ့အရာတွေပြောမှာဖြစ်တယ်ပြီးတဲ့အခါမှာမိခွန်းမြင်ရဲ့အစီအစဉ်ပဲဖြစ်ပါတယ်ဆိုတော့ပထမဦးဆုံးအနေနဲ့ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီနေ့မှာပေါ့နော်လက်ရှိကျွန်တော်တို့တော်လှန်ရေးကာလမှာလူခွင့်ရဲ့အနှစ်သာရဆိုတာကိုဘယ်လိုပုံစံမျိုးလဲပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီ UDHR အရာနိုင်ငံသားတိုင်းကစနမဲပေးပိုင်ခွင့်ရှိတယ်တိုးတော်လည်းပဲလက်ရှိเนาะစစ်ကောင်စီရဲ့အတူရောက်ရွေးကောက်ပွဲကိုလူခွင့်ရေးရှုထောင့်ရဘယ်လိုပုံစံမျိုးတွေသုံးသပ်မလဲပေါ့နော်ပြီးတော့ဒီစစ်ကောင်စီရဲ့လူခွင့်အတူရောက်ရွေးကောက်ပွဲကဘယ်လောက်ထိကျွန်တော်တို့လူခွင့်ရေးချိုးဖောက်မှုတွေဖြစ်နေတယ်လဲဒါတွေကိုသုံးသပ်ဆွေးနွေးပေးဖို့အတွက်ကိုဆရာမလီလီယန်ကိုစနစ်ချက်ကိုဖိတ်ခေါ်ပါရခင်ဗျာဆိုတော့ဖိတ်ခေါ်နေနေမှာဆရာမကဆိုလို့ရှိရင်ကျွန်တော်တို့ politics of women မြန်မာကိုတည်ထောင်တဲ့သူဖြစ်ပါတယ်ပြီးတော့အမျိုးသမီးအတန်အမျိုးသမီးအားမှန်စာစီရဲ့ editor လည်းဖြစ်ပါတယ်ဆိုတော့ဒီနေ့လူခွင့်ရေးနေ့မှာလူခွင့်ရေးနဲ့ပတ်သက်ပြီးတော့ဆွေးနွေးခွင့်ရအတွက်အများကြီးဂုဏ်ယူတယ်လို့အချင်းဆုံးပြောချင်ပါတယ်ရှင်ဆိုတော့ကျွန်တော်တို့လူခွင့်ရေးလို့ပြောရင်ကျွန်တော်ကပထမဆုံးစဉ်းစားမိတဲ့ကိစ္စပေါ့နော်ဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံကလူခွင့်ရေးဘယ်လိုတိုးတက်လာလဲဆိုတဲ့အကြောင်းကိုမပြောရဘဲနဲ့လူခွင့်ရေးဘယ်လိုချိုးဖောက်ခံရတဲ့အကြောင်းကိုပြောနေရတာကိုကိုနဲ့ဖို့တော်တော်ကောင်းတဲ့ကိစ္စလို့မြင်ပါတယ်ဆိုတော့ဒီကိစ္စကိုပဲကျွန်တော်တို့တွေအနှစ်80လုံးအခါမှကျွန်တော်လူခွင့်ရေးတိုးတက်ခဲ့တယ်ဆိုတဲ့အကြောင်းမပြောရဘဲနဲ့ဘလို့ချိုးဖောက်ခံရလဲဆိုတာကိုပဲထပ်တလဲလဲညီးတန်ပေါအောင်ထိပြောနေရတဲ့အခြေအနေကိုရောက်နေရတာကကျွန်တော်နိုင်ငံအတွက်တော်ဝန်းနေဖို့ကောင်းတယ်လို့ပထမဆုံးပြောချင်ပါတယ်ပေါ့နော်ဆိုတော့မေးခွန်းကထပ်ပြီးတော့ပေါ်လာတယ်ပေါ့နော်ဆိုတော့လူခွင့်ရေးကိုကျွန်တော်တို့ကရိုက်ထရွေမယ်ကျွန်တော်မြန်မာနိုင်ငံတွေကမရဘူးကျွန်တော်နိုင်ငံသားတစ်ခုလုံးကအခုချိန်ထိမရနေတာဘာကြောင့်လဲဆိုတော့မေးခွန်းမရဘူးဆိုရင်ရောမရတဲ့အလျောက်ကျွန်တော်တို့တွေပြပြဝဝမဟုတ်ရင်တော့မှရတာလေးနဲ့ပဲကျွန်တော်ကျင်းနဲ့တင်းတိမ်နိုင်လို့မရဘူးလားဆိုတော့မေးခွန်းပြန်ပေါ်လာဆိုတော့အဲ့လိုကျင်းနဲ့တင်းနိုင်ဖို့လည်းကျွန်တော်လည်းစဉ်းစားကြည့်ရပါတော့ဆိုတော့ကျွန်တော်နိုင်ငံကလည်းအာဏာရှင်အဆက်ဆက်ပုံစံမျိုးစုံနဲ့နေရတဲ့အတိုင်းပြည်ဆိုတော့ကျင်းနဲ့တင်းတိမ်လိုက်ရင်ဘာဆက်ဖြစ်မှာလဲမကျင်းနဲ့ရင်ဘာဆက်ဖြစ်မှာလဲဆိုတော့မေးခွန်းကျွန်တော်တို့မှာထပ်ပြီးတော့ပေါ်လာတဲ့ခါကျတော့ကျွန်တော်တို့ရဲ့စင်ရင်ုံတရားနဲ့ခဏမျိုးကိုကြည့်တီလာကိုကျွန်တော်တို့တွေစောက်ထိန်ပါမဲ့လူတွေဖြစ်တယ်ဆိုတာကအရင်ဆုံး claim လုပ်ထားတဲ့ခါကျတော့ကျွန်တော်တို့တွေဒါလူခွင့်ရေးကိုရတဲ့လောက်နဲ့ချိုးဖောက်ခံရမှုတွေကိုဒီတိုင်းပဲမျက်ကွယ်ပြုလိုက်ရင်ကျွန်တော်တို့မှာစင်ရင်ုံတရားနဲ့ကိုကြည့်တီလာကိုတိတဲ့စိတ်ထားတကယ်ရှိရလားဆိုမေးခွန်းကပြန်ပြီးတော့ကျွန်တော်တို့ပြန်တက်သွားတာပေါ့နော်ဆိုတော့အဲ့မှာကျွန်တော်ကအဲ့မှာဗာမြင်ရလဲဆိုတော့ကျွန်တော်တို့တွေကိုကြည့်တီလာပြက်ပြားတဲ့လူဖြစ်ပြီးဆိုရင်ကျွန်တော်တို့လူခွင့်ရေးကိုမရထိုက်တော့ဘူးဆိုတော့ပြန်ဖြစ်သွားတယ်ဒါကြောင့်ကျွန်တော်တို့ကလူခွင့်ရေးရဖို့အတွက်ဆိုရင်ကျွန်တော်ကိုကြည့်တီလာနဲ့နောက်တစ်ခါစင်နုံတရားကိုဘရောမှလက်မလျှော့လိုက်ဖို့လိုတယ်ဆိုတာဒါလူခွင့်ရေးကနေကျွန်တော်ရလိုက်တဲ့သင်ခန်းစာလည်းဟုတ်တယ်ကျွန်တော်ရလိုက်တဲ့အသည့်တရားလည်းဟုတ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီကိုကြည့်တီလာလို့ပြောလိုက်တဲ့အချိန်မှာလူခွင့်ရေးလို့ပြောလိုက်တဲ့အချိန်မှာလက်ရှိကတော့ကျွန်တော်တို့တွေကလူခွင့်ရေးကကျွန်တော်တို့ကာကွယ်ပေးနေတဲ့အခြေအနေမဟုတ်ဘူးကျွန်တော်တို့ကလူခွင့်ရေးကိုပြန်ကာကွယ်ပေးနေရတဲ့အခြေအနေဖြစ်ဆိုတော့လူခွင့်ရေးကိုပြန်ကာကွယ်ပေးနေရတဲ့အခြေအနေမှာကျွန်တော်တို့အရန်ပင်ပန်းတယ်။ဒါဆိုလူခွင့်ရေးကကျွန်တော်တို့ပင်ပန်းဖို့အတွက်ကိုအပင်ပန်းဖို့အတွက်မချို့တဲ့ဖို့အတွက်ကျွန်တော်တို့တွေလွတ်လွတ်လပ်ပြောနိုင်ဖို့အတွက်ကျွန်တော်တို့လွတ်လပ်ယုံကြည်နိုင်ဖို့အတွက်ကျွန်တော်တို့တွေလူဖြစ်ခုကိုပြပြဝဝပေးနိုင်ဖို့အတွက်လူခွင့်ရေးရှိတယ်။ဒါပေမဲ့အခုအချိန်တွေကလူခွင့်ရေးဆက်ရှိဖို့အတွက်မြန်မာနိုင်ငံမှာလူခွင့်ရေးကပြန်ပြီးတော့မတိမ်မြုပ်သွားဖို့အတွက်ကျွန်တော်တို့ကကာကွယ်ပေးနေရတယ်။ဒီကာကွယ်ပေးနေတဲ့သူတွေကိုလည်းကျွန်တော်တို့လူဖွဲ့စည်းကတိုင်းနာတစ်ခုထိလစ်လျူရှုနေတော့မယ်။ဒါဝန်းနေဖို့အရန်ကောင်းတဲ့ကိစ္စလည်းဖြစ်တယ်။ဆိုတော့ကျွန်တော်ကပြန်စဉ်းစားကြည့်တယ်။လူခွင့်ရေးကိုကျွန်တော်တို့တွေဘယ်လိုကာကွယ်ပေးရမလဲဆိုတော့မိကုံ။လူခွင့်ရေးကကျွန်တော်တို့ဘယ်လိုကာကွယ်ပေးနေတယ်လဲဆိုတော့မိကုံကကျွန်တော်တို့ကတော်တော်ကြီးတဲ့မိကုံဖြစ်တယ်ပေါ့နော်။ဆိုတော့လူခွင့်ရေးကိုကျွန်တော်ဘယ်လိုကာကွယ်ပေးရမှာလဲဆိုတဲ့အချိန်မှာလူခွင့်ရေးလို့ပြောလိုက်ရင်ကျွန်တော်ကအမြဲတမ်းစဉ်းစားတဲ့ကိစ္စတစ်ခုကလူခွင့်ရေးလို့ပြောလိုက်ပြီးဆိုရင်ကျွန်တော်တို့ကာကွယ်ပေးရတဲ့အချိန်မှာကျွန်တော်တို့ပေးရမယ့်တန်ဖိုးကအဆုံးစွန်သောတန်ဖိုးကဘာလဲပေါ့ဆိုတော့ကျွန်တော်နိုင်ငံအတွက်အဖြေကရှင်းတယ်ကျွန်တော်နိုင်ငံအတွက်အသက်ဖြစ်နေတာဆိုတော့ကျွန်တော်တို့တွေလူခွင့်ရေးလို့ပြောလိုက်ပြီးဆိုရင်လူခွင့်ရေးသမိုင်းကြောင်းကိုပြန်မဲကြည့်ကျွန်တော်နိုင်ငံအတွက်ဆိုရင်လူခွင့်ရေးကအသက်ပေးတဲ့အထိကိုကျွန်တော်ကာကွယ်ပေးနေရတဲ့အချိန်ကြီးဖြစ်တယ်ဒါကြောင့်မို့လို့ကျွန်တော်နိုင်ငံကလက်နက်ကင်တော်လှန်ရေးကိုအခုချိန်အထိဆင်နွှဲနေရတဲ့အတိုင်းပြည်ဖြစ်တယ်
ဆိုတော့ဒါမဲ့လူခွင့်ရေးလို့ပြောလိုက်ရင်ကျွန်တော်မှာရှင်းလေးမမြင်ရတဲ့ကိစ္စတွေရောမြင်နေရတဲ့ကိစ္စတွေရောရှိတယ်ဆိုတော့လူခွင့်ရေးလို့ပြောလိုက်ရင်ကျွန်တော်တို့တွေကခါကြရင်ကိုပြန်ပြီးတော့ဘောင်ခတ်မိတာရှိတယ်လူခွင့်ရေးသမားဆိုတာနိုင်ငံရေးသမားမဟုတ်ဘူးလူခွင့်ရေးသမားဆိုတာကဒီလူမှုစီးပွားရေးသမားတွေမဟုတ်ဘူးလူခွင့်ရေးသမားဆိုတော့ကျွန်တော်စဉ်းစားကြဒါကျွန်တော်တို့တွေလူဖွဲ့စည်းမှလည်းအများကြီးပြောတယ်ဒီຫນွေဥတုံနိုင်ရေးကိုပဲ focus လုပ်ပြီးတော့ပြန်ကြည့်ရင်လည်းမမြင်ရလဲဆိုတော့ကျွန်တော်ຫນွေဥတော်လှန်ရေးမှာကျွန်တော်ချင်းမိတ်ဆက်တဲ့ခါကျရင်ကျွန်တော်အများနဲ့ဘယ်လိုမိတ်ဆက်လဲဆိုတော့ကျွန်တော်ကလက်နက်ကင်တော်လှန်ရေးကိုဆင်နွှဲနေတဲ့ PDF ရဲပေါ့ဆိုရင်ကျွန်တော်ကိုဘယ်လိုမိတ်ဆက်လဲဆိုတော့ကျမကရဲဘော်ဖြစ်ပါတယ်ပေါ့နော်တော်လှန်ရေးရဲဘော်ဖြစ်ပါတယ်ဆိုတော့မိတ်ဆက်တယ်အဲ့မှာနိုင်ငံရေးလှုပ်ရှားပြီးတော့နိုင်ငံရေးဒီ NUCC မှာပဲဖြစ် NUG မှာပဲဖြစ်တော့မဟုတ်ဒီနိုင်ငံရေးအဖွဲ့အစည်း CSO အဖွဲ့အစည်းတစ်ခုခုမှာပါနေတယ်ဆိုရင်ကျွန်တော်နိုင်ငံရေးသမားပါလို့မိတ်ဆက်တယ်ကျွန်တော်တို့ဒီ CSO ဝန်းဝိုင်းနဲ့ဒီလူခွင့်ရေးကာကွယ်စောင့်ရှောက်တဲ့သူတွေကဘယ်လိုမိတ်ဆက်လဲဆိုတော့ကျွန်တော်ကနိုင်ငံရေးသမားမဟုတ်ဘူးကျွန်တော်ကလက်နက်ကင်ထားတဲ့လူလည်းမဟုတ်ဘူးကျွန်တော်ကလူခွင့်ရေးသမားဖြစ်တယ်ဆိုတော့မိတ်ဆက်ဆိုတော့ကျွန်တော်ကအမြဲတမ်းအဲ့ boundary ကိုကျွန်တော်စဉ်းစားတယ်ကျွန်တော်လူခွင့်ရေးသမားဆိုတဲ့ကိစ္စလူခွင့်ရေးကာကွယ်စောင့်ရှောက်သူတွေရဲ့ကိစ္စကဘမှာဆုံးလဲဘမှာစတယ်လဲဆိုတော့မိကုန်ကျွန်တော်လက်နက်ကင်ရတာကကျွန်တော်စစ်သားဖြစ်ချင်လို့မဟုတ်ဘူးကျွန်တော်လက်နက်ကင်နေရတာလူခွင့်ရေးသမားမို့လို့လက်နက်ကင်နေတာဒီချိန်ထဲမှာကျွန်တော်တို့ဒီ NUG မှာပဲဖြစ် NUC မှာပဲဖြစ်ကျွန်တော်နိုင်ငံရေးအဖွဲ့အစည်းတွေမှာပဲဖြစ်ကျွန်တော်တို့တွေလုံနေတဲ့ကင်နေတဲ့အချိန်မှာလူခွင့်ရေးသမားဖြစ်နေလို့လောက်တာကျွန်တော်တို့တွေကနိုင်ငံရေးသမားအစစ်မှန်ထက်စားရင်ကျွန်တော်တို့ကလူခွင့်ရေးသမားအစစ်မှန်ပို့ဖြစ်နေလို့လောက်တာ plus ခဏမျိုးနိုင်ငံရေးစက်တာသွားရင်နိုင်ငံရေးသမားပြန်ဖြစ်သွားတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးမဟုတ်ဘဲနဲ့ကျွန်တော်ကဘယ်လိုစဉ်းစားလဲဆိုတော့ကျွန်တော်ဒီ talk ကိုလက်ခံတဲ့အချိန်မှာကျွန်တော်စဉ်းစားမိတဲ့အချက်ကကျွန်တော်ဘာကို highlight လုပ်ပြီးပြောမှလဲဆိုတော့မေးခွန်းထွက်လာအေး highlight လုပ်ပြီးပြောမှလဲဆိုတော့ကျွန်တော်ကဒီနျူတော်နိုင်ရေးကိုစဉ်းစားတဲ့အချိန်မှာအလွှာသုံးလွှာပြန်ပေါင်းလာဖို့လိုတယ်ဆိုတော့စဉ်းစားတယ်ဘယ်လိုစုစည်းကြမလဲဆိုတဲ့အချိန်မှာကျွန်တော်ချင်းအမြင်တူအောင်အရင်စုစည်းရဆိုတော့ကျွန်တော်လက်နက်ကင်တော်လှန်ရေးလုပ်နေတဲ့ရဲဘော်ရဲဘက်တွေအကုန်လုံးလည်းလူခွင့်ရေးဆောက်ရှောက်တဲ့သူတို့မြင်လာဖို့လိုတယ်လက်နက်ကင်တော်လှန်ရေးလုပ်နေတဲ့သူတွေကလည်းဒီနိုင်ငံရေးသမားတွေကျွန်တော်လူခွင့်ရေးသမားတွေကိုလည်းကျွန်တော်တို့တူထပ်တူနီးလဲမတူဘဲနဲ့တူလမ်းလျှောက်နေတဲ့သူတို့မြင်လာဖို့လိုတယ်ကျွန်တော်တို့လူခွင့်ရေးသမားတွေကလည်းဒီလက်နက်ကင်တော်လှန်ရေးသမားတွေကိုလူခွင့်ရေးသမားလို့ပြန်မြင်လာဖို့လိုတယ်ဒါမှကျွန်တော်တို့တွေကလူခွင့်ရေးကနေတဆင့်ဘလိုပုံစံနဲ့လူခွင့်ရေးတိုက်ပွဲဝင်ခြင်းကနေတဆင့်ဘလိုပုံစံနဲ့အာဏာရှင်ကိုပြန်ဖြုတ်ချမလဲဆိုတာကိုဒီနာရမယ်လို့မြင်ပါတယ်ဆိုတော့ကျွန်တော်ကဒီလူခွင့်ရေးကိုဘာကြောင့်ကြိုက်တယ်လဲဘာကြောင့်ကျွန်တော်တို့ရဲ့ဒီအဖွဲ့အစည်းထဲမှာလူခွင့်ရေးကိုထထဲဝင်ပြောဖို့လိုတယ်လဲပေါ့နော်ဆိုတော့အဲ့မှာကျွန်တော်ကအနီတော်ဆန်းစစ်ကြည်ရဲ့စကားကိုပဲပြန်ပြီးတော့ကိုးကားချင်တာပေါ့နော်ဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာဒီလူခွင့်ရေးနဲ့ပတ်သက်ရင်လူတိုင်းကပြောနိုင်တဲ့အခြေအနေလူတိုင်းကသိနိုင်တဲ့အခြေအနေမှာမရှိသေးဘူးဆိုတော့လူတိုင်းအတွက်လူခွင့်ရေးရှိတဲ့တယ်ဆိုပေမဲ့လူတိုင်းကလူခွင့်ရေးကိုရှိရကောင်းမှမသိနေသေးတဲ့အခြေအနေဖြစ်တယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ဒီလူခွင့်ရေးကာကွယ်စောင့်ရှောက်သူရဲ့အခန်းကဏ္ဍအရန်ရေးကြည့်တယ်လူတိုင်းမှာအခွင့်အရေးရှိတယ်ဆိုရင်တော့မှဒီအခွင့်အရေးကိုကျွန်တော်တို့တွေနဲ့ပြန်ပြီးတော့ကျန်တဲ့သူပါရအောင်ဘယ်လိုလုပ်မလဲဆိုတဲ့ကိစ္စလည်းအရေးကြီးတယ်ကိုဘေးနာကလူကလူခွင့်ရေးချိုးဖောက်ခံနေရတဲ့အချိန်မှာကျွန်တော်တို့မျက်လွယ်ခဲပြစ်တန်းတာတစ်ခုထိလုံးပြီးလို့ကျွန်တော်တို့တွေတစ်ချိန်မှာအာနာသိန်းခံရတာလည်းအစိတ်ပိုင်းတစ်ခုဖြစ်လာတယ်ဆိုတော့လက်ရှိမှာကျွန်တော်မစည်းရုံးနိုင်ဘူးကျွန်တော်တို့တွေအများကြီးကွဲပြားနေတဲ့အချိန်မှာဘာကြောင့်လဲလို့မေးဘသူကတရက်ခံလဲလို့မေးကျွန်တော်တို့တွေတချို့လူတွေတစ်ချိန်လုံးကလူခွင့်ရေးချိုးဖောက်ခံနေရတဲ့အချိန်မှာကျွန်တော်တို့တွေအဆင်ပြေနေသားပဲဆိုပြီးတော့နေခဲ့တဲ့အခြေအနေတွေကြောင့်ဖြစ်တယ်ဆိုတော့ကျွန်တော်ကဒါကြီးကိုအများအားပြန်ပြီးတော့ highlight လုပ်တယ်ဆိုတာဘာကြောင့်လဲဆိုတော့ပြန်အပြစ်တင်တယ်ဆိုတာထက်ကိုကျွန်တော်တို့တွေဒါကိုပြန်ပြီးတော့အသိဝင်လာစေချင်တယ်ကျွန်တော်တို့မှာခါကြရင်ဒီစကလုံးကိုထပ်ဖန်တလဲကြားရတယ်ကျွန်တော်တို့တွေကကျွန်တော်တို့တွေတစ်ချိန်လုံးကရိုဟင်ဂျာကိစ္စတွေလွယ်ကဲပြစ်လုပ်ခဲ့တယ်လက်ဆက်မှာရှိရလက်နက်ကင်တော်လှန်ရေးကိစ္စတွေလွယ်ကဲပြစ်လုပ်ခဲ့တယ်ကျွန်တော်တို့တွေ short ပေါ်ပြီးတော့စဉ်းစားခဲ့တယ်နောက်ပြီးတော့ပြည်မမှာရှိတဲ့ဒီလူခွင့်ရေးကာကွယ်စောင့်ရှောက်တဲ့သူတွေကိုကျွန်တော်တို့တွေကဒီ CSO တွေပဲဒါတွေလုပ်နေတာပုံမှန်ပဲပေါ့နော် CSO မို့လို့သူတို့တွေကအလုံးမရှိလို့ဒါတွေလုပ်ခဲ့တယ်လို့တချို့လူတွေမြင်ခဲ့ကြတယ်ဒါတွေရဲ့နောက်ဆက်တွဲကဘာလဲဆိုတော့ကျွန်တော်တို့အခုချိန်မှာကျွန်တော်တို့ရဲ့တကားဝါကိုအာနာရှင်ကတကားနဲ့ပြန်ခောက်သွားပြီးတော့ကျွန်တော်တို့ပြန်ပြီးတော့ဆွဲချသွားတယ်ကျွန်တော်နိုင်ငံတစ်ခုလုံးပြန်ပြီးတော့ဆွဲချသွားတယ်ဒါကအရေးကြီးတဲ့အချက်ဖြစ်ပါတယ်ဆိုတော့နောက်တစ်ခုကကျွန်တော်ကလေဒီမှာပြန်ပြီးတော့ highlight လုပ်ချင်တာကလူခွင့်ရေးဆိုတာလူမှုစီးပွားပြည်လေယုံလောက်ပဲစဉ်းစားတဲ့ကိစ္စမဟုတ်လူခွင့်ရေးဆိုတာကနိုင်ငံစနစ်တစ်ခုလုံးကိုပြန်တည်ဆောက်ဖို့အတွက်အခြေခံအုတ်မြစ်ဖြစ်တယ်ဆိုတော့ကျွန်တော်တို့ Federal Democracy ကိုပဲပြော
ကျွန်တော်ဒီမိုကရေစီစံနှုန်းကိုတည်ဆောက်ဖို့အတွက်ပဲပြောကျွန်တော်တို့တွေနိုင်ငံတစ်ခုကိုပြန်တည်ဆောက်တဲ့အချိန်မှာယုံထားပေးရမယ့်ကိစ္စကလူခွေထဲမှာပါတယ်လို့ပဲကျွန်တော်တို့ကစင်ကျင်တုံသားလူတိုင်းမှာစင်ကျင်တုံတရားရှိတယ်ဆိုတာပြန်ယုံပေးဖို့လိုတယ်ကျွန်တော်ယုံနေရဲ့လားဆိုတာမိကုန်းမြင်နဲ့ထုတ်ဖို့လိုတယ်ကျွန်တော်မှစင်ကျင်ရှိနေပြီဆိုစင်ကျင်တုံတရားမရှိတော့သူကနဲ့တိုင်းရင်းသားဆိုတော့စာတတ်ပါမလားဆိုမိကုန်းနေသူကဘယ်မှာနေလို့သူကနိုင်ငံရေးကိုနားလည်ပါမလားဆိုမိကုန်းနေဒီမိကုန်းနေမေးနေတဲ့စင်ကြီးတွေရှိနေပြီဆိုရင်စင်ကြုံတရားကိုလူတိုင်းမှာတန်းတူရှိလို့မယုံဘူးကျွန်တော်တို့တွေကိုအခုချိန်ထိမေးတော့ကျွန်တော်တို့အမျိုးသမီးတွေအခုချိန်ထိမေးတော့အမျိုးသမီးတွေကတလျှော့လုံးမိဖို့ကြောင့်မှနေခဲ့တာအခုမှနိုင်ငံရေးထဲဝင်ရင်တို့အဆင်ပြေပါမလားဆိုမိကုန်ဒါအမြဲတမ်းမေးတယ်မေးတဲ့သူတွေထဲမှာအမျိုးသမီးရောမျိုးသားရောအားလုံးပါတယ်အဲ့ဒီမျိုးမေးနေပြီဆိုကြတဲ့ကလူခွင့်ရေးကိုပြန်ပြီးတော့မေးခွန်းထုတ်နေတယ်လို့ပဲယူဆတယ်ကျွန်တော်ကအမျိုးသမီးကိုပဲမေးခွန်းထုတ်တာမဟုတ်ဘဲနဲ့ဒီလူခွင့်ရေးကိုတတ်မိုးထားတဲ့ကိစ္စကိုမေးခွန်းပြန်ထုတ်တယ်လို့ယူဆတယ်ပေါ့နော်အဲ့တော့ခုကကြတော့ဒီလူခွင့်ရေးချိုးဖောက်ခံရတဲ့ကိစ္စအကြောင်းလည်းနည်းနည်းထပ်ပြီးတော့ပြောချင်တယ်ပေါ့နော်ဆိုတော့လူခွင့်ရေးချိုးဖောက်ခံရပြီဆိုတာနဲ့ဘလို့ချိုးဖောက်ခံရလဲဘလို့ပုံစံနဲ့ချိုးဖောက်ခံရလဲဆိုတာဟာကြတော့ပတ်တန်ရှိတယ်ပေါ့နော်ဆိုတော့ပတ်တန်ရှိတယ်ဆိုတော့ data အားဖြင့်တော့၎င်းကျွန်တော်တို့တွေဒီလူမျိုးဘာသာအားဖြင့်တော့၎င်းကြားမအားဖြင့်တော့၎င်းအများတန်းချိုးဖောက်ခံရတဲ့အချိန်မှာသူကဘယ်ဟာကိုပဲရှာလဲဆိုတော့ဘယ်နေရာမှာ weak point ဖြစ်နေလဲဆိုတော့အမျိုးသမီးရဲ့ weak point ဖြစ်နိုင်တဲ့ sensitive ဖြစ်နိုင်တဲ့နေရာဘယ်နေရာလဲအမျိုးသားရဲ့ sensitive ဖြစ်နိုင်တဲ့နေရာဘယ်နေရာလဲနောက်ပြီးတော့ကလေးငယ်ရဲ့ sensitive ဖြစ်နိုင်တဲ့နေရာဘယ်နေရာလဲနိုင်ငံရေးပါတီတွေရဲ့ sensitive ဖြစ်နိုင်တဲ့နေရာဘယ်နေရာလဲအဲ့နေရာကိုပဲရွေးပြီးတော့ weaponize လုပ်တယ်ဆိုတော့လက်နက်တွေနဲ့ပြန်ဒီလက်နက်တစ်ခုတစ်ပွဲပြန်သုံးချပြီးတော့လူခွေရေးချိုးဖောက်မှုမှာပြန်သုံးတယ်ဆိုတော့ကျွန်တော်တို့တွေမှာခါကြရင်ကျွန်တော်တို့တွေကိုယ်တိုင်ကအချိုးဖောက်ခံနေရတဲ့လူဖြစ်နေတဲ့အချိန်မှာအခြားလူရဲ့ချိုးဖောက်မှုကိုပြန်ပြီးတော့သတိမထားမိတာရှိတယ်ဆိုတော့ကျွန်တော်ဒီနေရာမှာကျွန်တော် story တစ်ပုဒ် highlight လုပ်ချင်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့အတွက်အရန်ကိုရင်ထုမနာဖြစ်ရတဲ့ကိစ္စတစ်ခုရှိတယ်အဲ့ဘာလဲဆိုတော့ကျွန်တော်တို့တွေစစ်ဆောင်စခန်းမှာအသက်16နှစ်ပဲရှိသေးတဲ့ကောင်လေးတွေစစ်ဆောင်နေတဲ့ကလေးလေးတွေကသူ့ရဲ့တငယ်ချင်းကျောင်းခန်းထဲမှာရှိတဲ့တငယ်ချင်းကိုအုပ်စုဖွဲ့မရင်းကျင်ပြီးတော့အဲ့ဒါကို Telegram group မှာရောင်းစားတယ်။ရောင်းစားတဲ့ပတ်စံကလည်းတကယ်တော့1000-2000ပဲအများကြီးရတဲ့ပတ်စံမဟုတ်။ဒါကိုလည်းမရင်းမှုမှန်မသိဘဲနဲ့ဒါမှမဟုတ်ဘူးဆိုရင်လိမ်မိုင်းဆိုင်ရာအကြမ်းဖက်မှုမှန်မသိဘဲနဲ့သို့မဟုတ်ဒီတက်ငယ်မရင်းမှန်မသိဘဲနဲ့သူတို့လုပ်ကြတယ်။ဘာကြောင့်လုပ်လဲဆိုတော့ပတ်စံမရှိတဲ့အချိန်မှာမဟုတ်ဝယ်စားခြင်းလို့လုပ်တာ။အဲ့ဒီလုပ်တဲ့အချိန်မှာလည်းဘာရွယ်ချက်မှမရှိဘူး။ဒါကဘာကြောင့်လဲလို့မေးတဲ့အခါကျရင်ကျွန်တော်တို့တွေဘယ်လိုရှင်းကြမလဲဘာကြောင့်လဲဆိုတော့မေးကြရင်အာနာသိမ့်မှုရဲ့နောက်ဆက်တွဲပြဿနာလို့ကျွန်တော်မြင်တယ်ဘယ်လိုရှင်းကြမလဲလို့မေးရင်တော့ကျွန်တော်တို့ကိစ္စကြီးတယ်လို့မြင်တယ်ဒီလူခွင့်ရေးချိုးဖောက်ခံရတဲ့ကိစ္စမှာကျွန်တော်တို့ကခဏပြောမျိုးစစ်တပ်ကအားလုံးရဲ့တရားခံဖြစ်တယ်တစ်ချိန်တည်းမှာကျွန်တော် primary extraction တွေထွက်လာပြီးပေါ့နော်ဆိုတော့စစ်တပ်ကိုယ်တိုင်ကကျူးလွန်တာမဟုတ်ဘဲနဲ့ဒီစစ်အာဏာသိမ်းမှုကြောင့်ကနေကျွန်တော်အိမ်ကနေထွက်ပြေးရတယ်ကျွန်တော်တို့တွေစိတ်အကြိုင်းတွေဒေါသစိတ်တွေမောဟစိတ်တွေလောဘစိတ်တွေဝင်လာတယ်အဲ့ဒါရဲ့နောက်ဆက်တွဲမှာကျွန်တော်တို့တွေဒီလိမ်မိုင်းဆိုင်ရာအကြမ်းဖက်မှုကကျွန်တော်တို့ကိုတွင်းထဲမှာကျွန်တော်တို့ရဲ့လူဖွဲ့စည်းတွင်းထဲမှာထပ်ဆင့်ဖြစ်လာတယ်။အဲ့ဖြစ်လာမှုကိုကျွန်တော်ဘယ်လိုရှင်းကြမလဲ။နောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့ဒီပြူစောထီးကိစ္စတွေပေါ့နော်။ဆိုတော့ပြူစောထီးကိစ္စတွေမှာပြူစောထီးကရွာထဲဝင်လာတဲ့အချိန်မှာပြူစောထီးကမရင်းကျင့်လို့ကျွန်တော်တို့တွေအိမ်နယ်မျိုးပြန်ရတဲ့အချိန်မှာပြူစောထီးကိုသတင်းပေးခဲ့တဲ့အမျိုးသမီးကိုပဲဖြစ်ပြူစောထီးနဲ့နီးစပ်တဲ့မိသားစုပဲဖြစ်ပြန်မရင်းကျင့်တဲ့ကိစ္စတွေ။ဒါကိုလည်းကျွန်တော်ကမရင်းကျင့်တဲ့သူလည်းမှားတယ်။တစ်ချိန်တည်းမှာဘာမှားလဲဆိုတော့ကျွန်တော်တို့ရဲ့မထိန်နိုင်တဲ့ဒေါသတွေကဒါဒီလူခွေရေးချိုးဖောက်မှုစံတန်မိုးကိုမေ့သွားတဲ့အချိန်တစ်ချက်လေးမှာကျွန်တော်တို့ကိုယ်တိုင်ကရန်သူလိုပြန်ပြီးတော့ပြုတ်မှုလာတယ်။ဒါကဒီလူခွေရေးချိုးဖောက်မှုနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ထင်ထင်ရှားမြင်ရတဲ့ကိစ္စဖြစ်တယ်။နောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့တွေဒီထဲမှာဆိုရင်ကျွန်တော်တို့အမျိုးသမီးတွေပဲဖြစ်အမျိုးသားတွေပဲဖြစ် LGBT ပဲဖြစ်အသက်အရွယ်ရောက်ပြီးတဲ့သူကဘလို့ချိုးဖောက်ခံရလဲဆိုတာထုတ်ပြောနိုင်ဖို့အတွက်အရန်လွယ်တယ်။ဒါပေမဲ့ဆယ်ကျော်သက်ကျွန်တော်တို့တွေဒီလူတော်လှန်ရေးစတဲ့ချိန်မှာတော့က16နှစ်မပြည့်သေးတဲ့ကလေးတွေဆယ်ကျော်သက်လေးတွေ12နှစ်လောက်ပဲရှိသေးတဲ့ကလေးလေးတွေကတောထဲမှာရောက်တဲ့အချိန်မှာအခုချိန်ကျတော့ဘလို့ပုံစံနဲ့ဘဝဆက်ရမှန်းမသိတဲ့အချိန်မှာပျော်ရွှင်မှုမရှိတဲ့အချိန်မှာဒီလိမ်မိုင်းဆိုင်ရာ flexure ကိုစမ်းသပ်ကြတဲ့ကိစ္စအများကြီးဖြစ်လာတယ်။အဲ့ဖြစ်လာတဲ့ကိစ္စကိုကျွန်တော်တို့ဘယ်လိုရှင်းကြမလဲဆိုတော့မေးခွန်းဒါကျွန်တော်တို့ဒီလူကြီးပိုင်းကတောင်းဝန်ကျွန်တော်တို့တက်ပြည့်ပြီးတဲ့လူတွေကတောင်းဝန်ယူပေးရမယ့်ကိစ္စလို့ကျွန်တော်မြင်တယ်။နောက်တစ်ခုခါကျဘာလဲဆိုတော့ကျောင်းကနေတစ်ဆင့်
ကျွန်တော်တို့ဒီစရိတ်တာနဲ့ပြည်သူနေတီမတင်ခဲ့ရဘူးလေနော်ဆိုတော့ကျွန်တော်တို့လည်းအတိုင်းအတာတစ်ခုထိမတင်ရဘူးတစ်ချိန်တည်းမှာကလေးတွေကကျောင်းနဲ့ဝေးတဲ့အချိန်မှာဘယ်လိုပုံစံနဲ့လူမှုဆန်ရေးကိုလောက်ရမလဲဆိုတော့မသိတဲ့အချိန်မှာဒီကိစ္စတွေကပို့ပြီးတော့ကြီးလာတယ်ဒါတော့ကျွန်တော်တို့တွေခုချိန်ထိသိမမြင်သာသေးနဲ့ marginalize ဖြစ်နေတဲ့ issue တစ်ခုလို့ကျွန်တော်မြင်တယ်ပေါ့နော်ဆိုတော့ကျွန်တော်နောက်ဆုံးမှာဘာကိုပြောချင်လဲဆိုတော့အထူးဆောင်ရွေးကောက်ပွဲပေါ့နော်ဆိုတော့အထူးဆောင်ရွေးကောက်ပွဲလို့ပြောလိုက်ရင်ဒီလူခွေချိုးဖောက်တဲ့အချိန်မှာလူခွေချိုးဖောက်မှုကိုယ်တိုင်ကိုလက်နက်တွေနဲ့ပြန်သုံးပြီးတော့စစ်တပ်ကတရစ်နဲ့တရစ်လုပ်ခဲ့တယ်လုပ်ခဲ့တဲ့ဟာတွေထဲမှာကျွန်တော်တို့ဘက်ချမ်းကခဏလိုမျိုးကျွန်တော်ခြေကျုံခဲ့တဲ့ကိစ္စတွေအများကြီးရှိတယ်ကျွန်တော်လစ်လျူရှုမိလိုက်တဲ့ကိစ္စတွေအများကြီးရှိတယ်ဒါကိုပဲအခွင့်အရေးပြန်ယူပြီးတော့တို့ကိုယ်တိုင်ကကျွန်တော်တို့ကိုပြန်ပြီးတော့ data ပြန်စုနေတဲ့အခြေအနေတွေလည်းရှိတယ်ဆိုတော့ကျွန်တော်တို့ရဲ့အမှားတွေကိုတို့တွေကပြန်ပြီးတော့ data စုနေတယ်ပေါ့နော်ကျွန်တော်တို့လည်းစုတယ်တို့ဘက်ချမ်းလည်းစုတယ်ဒါကကျွန်တော်တို့တွေဘယ်လိုရှင်းကြမလဲဆိုတော့မေးခွန်းလဲကျွန်တော်မှအကြီးရှိတယ်ကျွန်တော်မှလည်းအဖြေမရှိဘူးပေါ့နော်နောက်ဆုံးတစ်ခုကဘာလဲဆိုတော့ဒီကိစ္စတွေကဒီ9နှစ်အတွင်းမှာဖြစ်နေတာအရှိတစ်လျှောက်လုံးမှာလည်းဖြစ်တယ်ဒီ9နှစ်အတွင်းမှာကျွန်တော်တို့တွေကမီဒီယာအင်အားပဲဖြစ်ဒီပြည်မရဲ့ဒီနိုင်ငံရေးပါဝါကြီးတဲ့အုပ်စုတွေကဒီတော်လှန်ရေးတွေမှာပိုပါလာတဲ့အချိန်မှာဒီကိစ္စတွေကဖုံးကွယ်လို့မရဘဲနဲ့ပေါ်လာတယ်အရင်ကတည်းကရှိခဲ့တယ်နေဆက်မှာဒီစစ်ရဲ့နောက်ဆက်တွဲဆိုးကျိုးကိုချိန်တိုင်းခံနေရတယ်ပေါ့နော်ဆိုတော့ဒီကိစ္စတွေရှိနေတဲ့အချိန်မှာကျွန်တော်တို့တွေအရင်တုန်းကဒါစစ်တိုက်တဲ့အချိန်မှာကျွန်တော်တို့ဒီမြောက်နိုင်ဥဆောင်ခဲ့တဲ့အချိန်ပဲဖြစ်နောက်တစ်ခုကတန်းရွှေဥဆောင်ခဲ့တဲ့အချိန်မှာပဲဖြစ်ဒီကိစ္စတွေဖြစ်ခဲ့တဲ့အချိန်မှာတချို့ကျွန်တော်တို့တွေဒီ NCA ပဲဖြစ်21ပင်လုံးမှာဖြစ်ညှိနှိုင်းလို့ရသွားလိုက်ပြီးတော့အဆင်ပြေသွားလိမ့်မယ်လို့ကျွန်တော်စဉ်းစားခဲ့တဲ့ကိစ္စတွေအများကြီးရှိတယ်ပေါ့နော်ဆရာခဏဆရာချစ်မလေးပြတဲ့ဒီကတ်တုံးဆိုလည်းကျွန်တော်ကတစ်ခါထိုင်ဖတ်လိုက်ကြည့်လိုက်တဲ့အချိန်မှာကျွန်တော်တို့တွေငကိုကလေးကဒီကိစ္စတွေဖြစ်ခဲ့တယ်ဆိုတာ highlight ပြန်လုပ်ထားတဲ့စာကြတော့လေကျွန်တော်အခုချိန်မှာကျွန်တော်တို့ထိတော့ကျွန်တော်ပူနာတာပေါ့နော်ဆိုတော့အရင်တော့ကတော့တိတ်ပြီးတော့လည်းမထိခဲ့ဘူးထိခဲ့တာဆိုရင်လည်းကျွန်တော်တို့ကဘွာတေးလုပ်ပြီးတော့ကြော်ချလိုက်ရင်ကောင်းသားပဲဆိုစဉ်းစားတဲ့အချိန်မှာအခုလိုမျိုးအပုတ်လေးဖြစ်လာအခုထပ်ပြီးတော့ရွေးကောက်ပွဲလုပ်တဲ့အချိန်မှာရွေးကောက်ပွဲရဲ့နီးနာကိုယ်တိုင်ကဒီအပုတ်တွေကိုပြန်ဖုံးဖို့အတွက်တခါပြန်လောင်းတာပေါ့နော်ဆိုတော့တချို့ဒီအတူရောင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့မြောက်နိုင်လှုပ်ချင်တဲ့ပတ်တန်ကိုတော့ကျွန်တော်မသိဘူးဒါပေမဲ့မြင်ရတဲ့ကိစ္စကဘာလဲဆိုတော့ဒီအတူရောင်ရွေးကောက်ပွဲကိုယ်တိုင်ကမြောက်နိုင်ကိုယ်တိုင်ချိုးထားတဲ့ဒီလူခွင့်ရေးချိုးဖောက်မှုအလုံးကိုသူကိုယ်တိုင်ကတခါပြန်လောင်းပြီးတော့အချောတက်ဖို့အတွက်နိုင်ငံတကာကိုအချောတက်နည်းနဲ့ပြန်ပြဖို့အတွက်ဖြစ်တယ်လို့ယူဆတယ်ဆိုတော့အတူရောင်ရွေးကောက်ပွဲကိုယ်တိုင်ကလည်းဒါအာဏာရှင်ရဲ့နောက်ထပ်လက်နက်နည်းတစ်နည်းပဲပေါ့နော်ဆိုတော့ရွေးကောက်ပွဲကို organize ပြန်လုပ်တယ်လို့ပဲကျွန်တော်မြင်တယ်ဆိုတော့ကျွန်တော်နိုင်ငံကတစ်အချက်ကျွန်တော်နိုင်ငံကလူကိုလက်နက်လိုအသုံးချတယ်နှစ်အချက်နိုင်ငံရေးနီးနာဒီမိုကရေစီနီးနာတချို့ကိုလက်နက်နေနဲ့သုံးချတယ်သုံးချက်ကျွန်တော်တို့တွေရဲ့ဒေါသမောဟကိုလက်နက်နေနဲ့သုံးချတယ်ဆိုတော့နောက်ဆုံးတစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့ရဲ့လူငယ်တွေကိုကလေးတွေကိုလက်နက်နေနဲ့သုံးချတယ်ဒါတွေကကျွန်တော်နေ့စဉ်နဲ့အများတွေ့ရတယ်ဒါတွေကလူခွင့်ရေးချိုးဖောက်ခံရမှုကိုဖြစ်စေတဲ့အကြောင်းအရာဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ကဒီချိန်မှာကျွန်တော်ကနောက်ဆုံးအပိတ်အနေနဲ့ပြောချင်တာကကျွန်တော်တို့တွေကစေနှုံတရားရှိတဲ့သူဉာဏ်ပညာနဲ့အုပ်စိုးနေတဲ့စိတ်ရှိနေတဲ့သူလောဘဒေါသမောဟကိုအရှုံးမပေးတဲ့သူဖြစ်ဖို့လိုတယ်ဒါမှကျွန်တော်တော်လှန်ရေးသမားဖြစ်မှာမဟုတ်ဘူးဆိုရင်ကျွန်တော်တို့တွေကတော်လှန်ရေးသမားဟုတ်တယ်ဆိုရင်တော့မှဒီစစ်နာရှင်ချတဲ့ဒေါသလောဘဒေါသငါးစာကိုဟက်မိတဲ့ခါကျရင်ကျွန်တော်တို့ကိုယ်တိုင်ကလူခွင့်ရေးချိုးဖောက်တဲ့သူပြန်ဖြစ်ရင်ကျွန်တော်တို့ကတော်လှန်ရေးသမားစစ်ဖြစ်ပါမလားဆိုတဲ့မေးခွန်းကြီးကိုပြန်မေးဖို့ခက်လိမ့်မယ်ပေါ့နော်ဆိုတော့ပြန်မေးဖို့ခက်ရင်ကျွန်တော်တို့ကိုယ်တိုင်လိုချင်တဲ့ဒီကိုချင်းတီလာအစင်ကျဲပြီးတော့ကျွန်တော်လူဖွဲ့စည်းကိုတိဆောက်ချင်တဲ့လူဖွဲ့စည်းပြန်ဖြစ်ဖို့အတွက်ကျွန်တော်တို့ကိုယ်တိုင်ကတစ္ဆာဖောက်ဖြစ်သွားလိမ့်မယ်လို့ယူဆတယ်ကျွန်တော်တို့ဘယ်အရာမှမျက်စိမမှိတ်တော့ဖို့ထပ်မမှိတ်တော့ဖို့လဲလိုအပ်တယ်ကျွန်တော်တို့ကိုယ်တိုင်ကျွန်တော်တို့ချိုးဖောက်ခဲ့ရင်ကျွန်တော်တို့ကိုယ်တိုင်ပြပြပြောင်းလဲရေးထဲမှာအစိတ်ပိုင်းတစ်ခုနဲ့ပြန်ပါလာဖို့လိုအပ်တယ်ပေါ့နော်စာတလေးကနေ့ကုန်ချုပ်ပြောချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ရှင်โอเคဆရာမကျေးဇူးများတင်ပါတယ်ခင်ဗျာဆိုတော့ဆရာမတော်တော်ရဲ့အထဲမှာဆိုကျွန်တော်တို့လူခွင့်ရေးကအကာအကွယ်ဖြစ်ရမယ်ဆိုတော့ကျွန်တော်တို့ကလူခွင့်ရေးကိုရအောင်ပြန်ကာကွယ်နေရတယ်ဆိုတဲ့အကြောင်းအရာတွေပြီးလို့ရှိရင်ဒီချိုးဖောက်မှုတွေကိုလူရှုလိုက်ခြင်းအပြင်ဒီနေ့ဒီချိန်ကျွန်တော်တို့လူခွင့်ချိုးဖောက်မှုတွေအများကြီးပြန်ဖြစ်လာတယ်ဆိုတဲ့အကြောင်းအရာတွေနဲ့ပြီးလို့ရှိရင်ကျွန်တော်တို့နိုင်ငံကအဓိကအဖြစ်လူတွေနိုင်ငံရေးပေါ့နိုင်ငံရေးဆိုတဲ့အရာတွေပြီးရင်လူတွေရဲ့လောဘဒေါသမောဟတွေလူငယ်တွေကလေးတွေစသဖြင့်ဒီဟာတွေကိုမှအသုံးချနေရဆိုတော့ပြောသွားပြီးတော့မှနောက်ဆုံးမှာတော့ကျွန်တော်တို့ဒီတော်လှန်ရေးသမားကောတကယ်တော်လှန်ရေးသမားစစ်ဆိုရင်ဘယ်လိုပုံစံမျိုးဖြစ်ဖြစ်လဲဆိုတဲ့အရာကိုပြောကြပြီးတိုက်တွန်းသွားပါတယ်ခင်ဗျာဆိုတော့လေကျွန်တော်တို့ဒီ talk show ရဲ့ပုံစံအရာအခုလက်ရှိအခုပေါ့နော်ကျွန်တော်တို့မိကိုမင်းများတဲ့အစီအစဉ်ဖြစ်ပါတယ်လို့ဆိုမိကို3ခုကျွန်တော်ကောက်ပါမယ်မိကို3ခုကျွန်တော်အချိန်ရတာအရာတရောင်းပဲကောက်ပါမယ်ဘယ်သူကများဆရာမကိုမိကိုမင်းများဆွေးနွေးကြတာများရှိပါလို့ခင်ဗျာလက်ထောင်လိုက်မယ်ဆိုရင်ကျွန်တော်တို့ mic လာပြီးပါပြီခင်ဗျာ
ကျွန်တော်တို့လည်းဟို discuss လုပ်ကြတဲ့အခါကျတော့လေနော်ဟိုကျွန်တော်တို့ရဲ့ dollar ရေးတဲ့ကလူတွေလည်းပဲ discuss လုပ်ကြတဲ့အခါမှာဘာကြားရလဲဆိုတော့ငါတို့က dollar ရေးလုပ်နေတာငါတို့ကစစ်တိုက်နေတာမင်းတို့ပြောတဲ့လူခွင့်ရေးကဘာအတွက်လဲအဲ့ဒါကအခုအချိန်မှာငါတို့စစ်တိုက်တာတော့ရေးကြည့်သလားအဲ့ဒီစကားကြားရတယ်ဗောနော်အဲ့ဒီပေါ်မှာဆရာမအနေနဲ့ဘယ်လိုမြင်သလဲကျွန်တော်တို့လူခွင့်ရေးကာကွယ်စောင့်ရှောက်တဲ့အဖွဲ့အစည်းတွေအနေနဲ့ဘာလုပ်တဲ့လဲဒီဟာကိုပေါ့နော်ဒီတိုင်းပဲဆက်ပြီးကြည့်နေရမှာလားလို့ရှိရင်ကျွန်တော်တို့တစ်ခုခုများအမြန်လုပ်ဖို့လိုပြီလားပေါ့အဲ့ဒါလေးကြည့်ပါမယ်နောက်ထပ်ရှိအောင်လားခင်ဗျလက်ထောက်မရှိအောင်ခင်ဗျဆင်မအားဆိုတဲ့ဒီလိုပဲဆွေးနွေးပြ ကျွန်တော်လည်းလေအဲ့ဒီကိစ္စကိုအမြဲတမ်းစဉ်းစားတယ်ဆိုတော့ဟိုဘာပရလာပေါ့နော်ဆိုတော့ကျွန်တော်တို့လူခွင့်ရေးသမားတွေကလက်နက်ကင်ရေးရောလူခွင့်ရေးသမားမဖြစ်တော့ဘူးလားဆိုတော့မိကုန်းလည်းတကယ်ကြီးတယ်နိုင်ငံရေးသမားကလက်နက်ကင်လိုက်ရင်ရောနိုင်ငံရေးသမားဆက်မဖြစ်နိုင်တော့ဘူးလားဒါမှမဟုတ်ဆိုရင်ကျွန်တော်တို့ဒီလူခွင့်ရေးသမားတွေကပဲနိုင်ငံရေးအဖွဲ့အစည်းတွေမှာပါလာရင်လူခွင့်ရေးသမားဆက်မဖြစ်တော့ဘူးလားဆိုတော့ကျွန်တော်ကဒီလက်နက်ကင်ဆောင်မှုလက်နက်ကင်တဲ့ကိစ္စပေါ့နော်ဆိုတော့ဒီလက်နက်ကင်ဒေါ်လာရေးကိစ္စကိုကျွန်တော်အများကြီးစိတ်ဝင်စားခဲ့တယ်ဘာလို့ဆိုတော့ကျွန်တော်နိုင်ငံကဘယ်ဒေါ်လာရေးပဲကြည့်အဆုံးတက်ရင်လက်နက်ကင်ဒေါ်လာရေးကိုပဲကျွန်တော်ဆက်သွားရတယ်ဆက်သွားရရင်ကျွန်တော်ဘာကြောင့်ကင်ခဲ့တယ်ဆိုတာနဲ့ကျွန်တော်တို့တွေခဏမျိုးကျွန်တော်ကလူခွင့်ရေးသမားဖြစ်ချင်တယ်တစ်ချိန်တည်းမှာအခြေအနေရကျွန်တော်တနက်ကင်ရရင်ကျွန်တော်ရဲ့လူခွင့်ရေးသမားဆိုရဲဂုံဘုတ်ကိုဖယ်ရမယ်ဆိုရင်အဆင်ပြေလားဒါမှမဟုတ်ဆိုရင်လည်းသွေးဖယ်သွားသလားဆိုတဲ့မေးခွန်းပေါ့ဆိုတော့ကျွန်တော်ကလက်နက်ကင်ဒေါ်လာရေးအကြောင်းကိုလက်နက်ကင်ဒေါ်လာရေးအကြောင်းနဲ့ပတ်သက်ပြီးတော့စာအုပ်တုပ်ရေးခဲ့တယ်ပေါ့နော်ဆိုတော့နေကိုစားပြည့်ရေးဆိုပြီးတော့စာအုပ်တုပ်ရေးခဲ့တယ်စနစ်ပြောင်းဒေါ်လာရေးအကြောင်းရေးခဲ့စနစ်ပြောင်းဒေါ်လာရေးမှာဟိုကျွန်တော်ကစနစ်ပြောင်းဒေါ်လာရေးမှာဘာမြင်လဲဆိုတော့လက်နက်ကင်ဒေါ်လာရေးနဲ့ဒီလက်နက်မကင်တဲ့ဒေါ်လာရေးပေါ့နော်ဆိုတော့ကျွန်တော်တို့ဘာသာပြန်တဲ့ချိန်ကျတော့ violence ကိုကျွန်တော်တို့ဘာသာပြန်တော့အကြမ်းဖက်တယ်ဒါပေမဲ့ risk ကိုလည်းဘာသာပြန်ရင်ဘာမှလို့အကြမ်းဖက်ပဲထွက်တယ်ဆိုတော့အကြမ်းဖက်လို့ပြောခြင်းကအကြမ်းဖက်လို့ပြောခြင်းက risk မဟုတ်နေဘူး violence ဖြစ်တယ်ပေါ့နော်ဆိုတော့ violence ဖြစ်တဲ့ကိုယ်တိုင်ကဒါက non violence ရဲ့အမြင့်ဆုံးပုံစံဖြစ်တယ်non violence ရဲ့အမြင့်ဆုံးပုံစံကလက်နက်ကင်ဒေါ်လာရေးဖြစ်တယ်အကြမ်းမဖက်နည်းရဲ့အမြင့်ဆုံးပုံစံကပြောတာဒီအကြမ်းဖက်လမ်းစဉ်ဖြစ်တယ်ပေါ့နော်ဆိုတော့လက်နက်ကင်ဒေါ်လာရေးလမ်းစဉ်ဖြစ်တယ်ဆိုတော့လက်နက်ကင်ဒေါ်လာရေးလမ်းစဉ်ကိုဘယ်ချိန်မှာလုံးရလဲလို့မေးတဲ့အခါကျအာနာရှင်ကတနက်ကင်ပြီးတော့ဒေါ်လာရေးနဲ့ချိန်ကြရင်အကြမ်းဒီလက်နက်ကင်ဒေါ်လာရေးလမ်းစဉ်ကိုယ်တိုင်ကဒါ non violence ပြန်ဖြစ်တယ်ဆိုတော့ရေးထားတယ်ပေါ့နော်ဆိုတော့ဒါကျွန်တော်ရေးတာမဟုတ်ဟိုဒီစာရေးထားတဲ့စာပေစာတမ်းတွေကိုပြန်မကိုးကားပြီးရေးခဲ့တာဖြစ်တယ်ဆိုတော့အဲ့ဒီမှာကျွန်တော်ဆရာမေးတဲ့မေးခွန်းကိုပဲကျွန်တော်ကပြန်ပြီးတော့ဖြေချင်တယ်ပေါ့နော်ဒီရှူတော့ကနေဆိုတော့ကျွန်တော်တို့တွေလက်နက်ကင်ဒီဖြစ်စေမကင်ဒီဖြစ်စေကျွန်တော်တို့တွေကလူခွင့်ရေးသမားဖြစ်တယ်ဆိုတော့ဒီနူးတော်နိုင်ရေးမှာပါခဲ့တဲ့သူလူခွင့်ရေးကိုမချိုးဖောက်တဲ့၍ကျွန်တော်တို့လက်နက်ဒီလူခွင့်ရေးကာကွယ်စောင့်ရှောက်နေတဲ့သူတွေဖြစ်တယ်ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့တွေကလူခွင့်ရေးကိုကာကွယ်စောင့်ရှောက်ခြင်းလို့ကျွန်တော်တို့တွေကလုပ်နေတာဖြစ်တယ်အဲ့ချိန်မှာဒီကာကွယ်စောင့်ရှောက်နေတဲ့ကျွန်တော်တို့တွေကဒီကျန်တဲ့သူတွေကကျွန်တော်တို့ exclude လုပ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ပြန်ပြီးတော့ဖယ်ထုတ်လိုက်တယ်ဆိုတော့လက်နက်ကင်ခင်ဗျားတို့ကခဏမျိုးလူခွင့်ရေးကိုကာကွယ်စောင့်ရှောက်နေတဲ့သူတွေဖြစ်တယ် human rights defender တွေဖြစ်တယ် right သမားတွေဖြစ်တယ်အဲကြောင့်မို့လို့ငါတို့နဲ့မတူဘူးလို့ပြောတဲ့အချိန်တိုင်းမှာကျွန်တော်ကဗာမြင်ရလဲဆိုတော့ကျွန်တော်တို့ရဲ့စီယုံရေးအားနဲ့လိုသေးတယ်လို့ကျွန်တော်ယူဆတယ်ကျွန်တော်တို့ကခင်ဗျားတို့နဲ့တူတူပဲဆိုတာဟာကိုဘယ်လိုပုံစံနဲ့ပြန်ပြီးတော့စီယုံကြမလဲဒါမှမဟုတ်ဘူးဆိုရင်ဘာကြောင့်သူကျွန်တော်တို့ကိုဖယ်ထုတ်လိုက်တာလဲပေါ့ right သမားကိုလက်နက်ကင်တော်လှန်ရေးသမားတွေကဘာကြောင့်ဖယ်ထုတ်နေတာလဲဆိုတော့မိကုန်းလည်းကျွန်တော်စဉ်းစားတယ်ခါကြရင်ဗာမြင်ရလဲဆိုတော့ဒီလူခွေရေးချိုးဖောက်မှုဒီလူခွေရေးချိုးဖောက်မှုကတချို့နေရာတွေမှာဒီအကြမ်းဖက်လန်းစဉ်ပေါ့နော်ဆိုတော့ကျွန်တော်ဘာလို့အကြမ်းဖက်လန်းစဉ်လို့ပြောလဲဆိုတော့ violence ကိုပဲပြောချင်တာဖြစ်တယ် risk ကိုပြောတာမဟုတ်ဘူးပေါ့နော်ဆိုတော့လက်နက်ကင်တော်လှန်ရေးလန်းစဉ်ကမူမြတ်တယ်လို့ကျွန်တော်မျက်စိထဲမှာခါကြရင်မေ့တတ်တယ်ကျွန်တော်လက်နက်ကင်တော်လှန်ရေးလန်းစဉ်ကိုသွားနေတဲ့လူတွေကိုကျွန်တော်တို့တွေကသွေးစွန်းတဲ့လက်တွေသွေးစွန်းသွားတဲ့သူတွေလို့မြင်တဲ့ချိန်မှာလူခွေရေးချိုးဖောက်သွားတဲ့လူတွေလို့မြင်တဲ့ချိန်မှာသူတို့တွေကလည်းကိုယ်တွေကိုဒီပြော့တဲ့လူတွေပေါ့နော်အရန်ပြော့တဲ့လူတွေလို့မြင်ပြီးတော့အုပ်စုပွဲသွားတယ်လို့တော့မြင်တယ်လားကျွန်တော်ရဲ့ရှူတော့ဒါပေမဲ့ကျွန်တော်လည်းဆရာမေကုန်းကိုနေ့တိုင်းကိုကိုပြန်မေးတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့တွေဒါကိုစီယုံရေးဘယ်လိုလုပ်ရမလဲစီယုံရေးတန်းဆောင်ဘယ်လိုပြောရမလဲဆိုတာလည်းအမြဲတမ်းစဉ်းစားတယ်ဘာလို့ဆိုတော့ကိုတွေကို exclude လုပ်ထားတာဘူးနော်ဆိုတော့တစ်ဆက်တည်းမှာပြန်ဖြေချင်တာကဘာလဲဆိုတော့ဂျန်နာကိစ္စလို့ပြောရင်လည်းကျွန်တော် LGBT နဲ့အမျိုးသမီးတွေပဲပြောရမယ်လို့အမြဲတမ်းစဉ်းစားတယ်အမျိုးသားတွေကအမြဲတမ်း
သူ့ကိုသူ exclude လုပ်လိုက်တယ်ပေါ့နော်ဆိုတော့ဂျန်နာကိစ္စဆိုရင်အမျိုးသားတွေပြောရမယ်လို့ဘယ်တော့မှမစင်စားတဲ့လို့ပဲပတ်တန်လို့ပဲခါကျ exclusion ဘာကြောင့်လုပ်တယ်လဲဆိုတာပတ်တန်ကိုလည်းကျွန်တော်လိုက်ရှာကြည့်တယ်အရင် blame game ကစားတယ်ဆိုရင် exclusion ပိုဖြစ်သွားနိုင်တယ်လို့ထင်တယ်ပေါ့နော်ဆိုတော့ကျွန်တော် right သမားကသွေးစွန်းနေခြင်းကိုယ်တိုင်က right ရဲ့နီးနာတွေကတစ်ခုလို့မြင်ပေးရင်ပိုကောင်းတယ်လို့ယူဆပါတယ်ကျေးဇူးပါဆရာလိုရာရှိရင်လည်းပြန်ပြီးတော့ဖြည့်ပြီးတော့ပြောပြလို့ရပါတယ်လို့ရှိအောင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ဟုတ်